သိပ္ပံပညာရဲ့နောက်ဆုံးပေါ်ဤပညာတွေနဲ့အထောက်အထားတွေကိုပဲယုံကြည်ပြီးအယူသိမှုမှန်သမျှကိုလိုက်လံရှေ့ဖြတ်နေတဲ့သတင်းထောက်မင်းဟုံ2000ပြည့်နှစ်အစောပိုင်းစိုးမျိုးတော်သတင်းထောက်မင်းဟုံဟာကိုရီးယားလူအဖွဲ့အစည်းအတွင်းကနေလက်ဖျားနေတဲ့ငေါဝင်တဲ့အတူရောင်တွေကိုဖော်ထုတ်ဖို့အယူသိမှုရဲ့ကန့်ကန့်နောက်ွယ်ဆိုရင်ခန္ဓာတစ်ခုကိုတာဝန်ယူထားရပါတယ်။သူ့အတွက်တော့နှုတ်ဝင်တဲ့ဆိုတာနဲ့ကွက်တွေနဲ့လူတွေကိုလိန်စားနေတဲ့သူတွေဒါဖြစ်ပါတယ်။ဒီနေ့မှတော့သူဟာစိုးမျိုးဆင်ချွေဖုံးကရွာလေးတွေဟာမှတကယ်နှုတ်ဝင်တဲ့အစီတူရှိတယ်ဆိုတဲ့တတိကြောင့်အဲ့ဒီနေရာကိုကင်မရာအပြည့်စုံနဲ့တွားရောက်ခဲ့ပါလေ။မင်းဟုံရောက်သွားတဲ့နေ့မှာညောင်ဦးဆိုတဲ့နှုတ်ဝင်တဲ့မိန်းကလေးဟာနှုတ်ဝင်ဝဲပြုလုပ်နေတဲ့နေ့ဖြစ်ပါလေ။အဲ့ဒီရဲ့ရှိန်မှာအဓိကအခမ်းအနားဖြစ်တဲ့ဂျက်တူကိုရီစတင်မှာတော့လေသပင်ကရုံးနဲ့လူနှစ်ယောက်ဟာတကယ်ဓာကြီးစားငှက်လက်ကိုအသွားအနှံမြည်ကင်ထားပါလေ။တရေတော်မင်းဟောဟာဓာအစစ်ဟုတ်မဟုတ်တန်တရားရှိရကြောင်းရှေ့ကိုတိုးပြီးဓာသွားကိုစစ်ဆေးဖို့တောင်းဆိုခဲ့ပါလေ။ဓာသွားဟာစက်ကိုတွေးရွက်ကိုတာလီချလိုက်ရုံနဲ့ရန်တောက်သွားလောက်အောင်ထက်မြက်နေတာကိုသူ့ကိုလာမြင်လိုက်ရပါလေ။ဓာဟာမဖြစ်နိုင်ဘူး။ရှေ့ပလာနဲ့တက်နေရင်ပြတ်ထွက်သွားမှာပဲလို့မင်းဟောဟာစိတ်ထဲကနေကျိန်ဆဲနေတော့မှပဲလောဝင်တဲ့မိန်းကလေးဟာလေးချွန်းတက်လို့ထူးဆန်းတဲ့အော်ဟစ်တန်ကြီးနဲ့အတူဓာသွားပေါ်ကိုခုန်တက်လိုက်ပါတော့တယ်။ဒူမဟာအဲ့ဒီထက်မြက်လာတဲ့ဓာသွားပေါ်မှာပုတ်ဘာနဲ့မိနစ်အတော်ကြာကပြခဲ့ပါလေ။ဓာသူရသားအားလုံးကနှုတ်ဝင်တဲ့ရဲ့အကြောင်းကိုအလုံးစုံသိတာမို့ထူးအံ့ဩမနေကြပါဘူး။အခမ်းအနားပြီးလို့သူမဆင်းလာတဲ့အခါမင်းဟောဟာကင်မရာကိုရှစ်ဖွားနာထိတက်ပြီးတွေ့ရနေသလားလိုက်ရှာပါလေ။ဒါပေမဲ့အံ့ဩစရာကောင်းတာကသူမရဲ့ရှစ်ဖွားမှာနီးရဲတဲ့အမတ်အသားတစ်ခုကလွဲလို့ပြန်ရှာရတွေ့တဲ့စမှမရှိပါဘူး။မင်းဟောဟာတကူလုံးကြက်သိမ်းထားသွားခဲ့တယ်။ဒါပေမဲ့သူကတော့ဒါဟာတခုတော့လက်ွက်ရှိရမယ်လို့ပဲစုံငင်းဆန်နေစေဖြစ်ပါလေ။နှုတ်ဝင်တဲ့ဟာမင်းဟုံကိုစူးဆိုင်ကြည့်ပြီးလေးတန်းအေးနဲ့ပြောလိုက်ပါလေ။မင်းငါ့ကိုမယုံဘူးလားတရင်တော့သိပ္ပံပညာကကဘာပေါ်ကအရာအလုံးကိုရှင်းပြနိုင်တယ်လို့ထင်နေတာလား။ဒါဆိုရင်လွန်ခဲ့တဲ့3နှစ်ကမြစ်ထဲမှာနစ်တည်သွားတဲ့မင်းရဲ့ညီလေးအကြောင်းကိုရောဘယ်လိုရှင်းပြမလဲ။တရင်ထောက်မင်းဟုံဆုံးအားသွားပါလေ။သူဟာညီဖြစ်သူတည်ဆုံးမှုကိုဘယ်သူ့ကိုမှမပြောဘူးလို့တရင်စာတိုက်ကလောက်ခေါ်ကိုက်ပတ်တွေ့တော့မသိတဲ့လူရဲ့ရှက်ဖြစ်ပါလေ။နှုတ်ဝင်တဲ့မင်းကလေးကဆက်ပြောလိုက်တယ်။မင်းညီလေးကရင်းနစ်တည်တာမဟုတ်ဘူး။ဒီကနေ့မှလက်ထဲမှာအနီးရောက်ဘဟုပြုထားတဲ့တန်ကြောင်တစ်ချောင်းကိုစုပ်ကင်ထားခဲ့တယ်။အဲ့ဒီတန်ကြိုးကအခုထိမင်းရဲ့အဲ့အဝတ်ဗီဒီယိုအောက်ဆုံးအကန့်ထဲမှာရှိနေတော့မယ်။အဲ့ဒါကိုမင်းနေတိုင်းထုတ်ကြည့်ပြီးငိုနေတယ်မလား။မင်းဟောရဲ့ခဏကိုတစ်ခုလုံးတုံးရင်လာပါလေ။သူမပြောတာတလုံးမကျန်အမှန်တွေဖြစ်နေလို့ပါ။မင်းဒါကိုဘလို့တိလဲငါနောက်ကိုလူပြီးစုံစမ်းထားတာလားလို့သူအော်ဟစ်လိုက်မိပါလေ။နောက်ဝင်တဲ့မင်းကလေးကခေါင်းခပြီးမျက်လုံးချင်းစုံကြည့်ကပြောလိုက်ပါလေ။ငါသိတာမဟုတ်ဘူးမင်းရဲ့နောက်မှာရဲဆိုးရွှဲနေတဲ့ဝစ်စားတွေနဲ့မင်းကြီးလေးရက်ပြီးငါ့ကိုလာပြောပြနေတာသူကမင်းကိုအနည်းကြီးတစ်ခုကြုံတော့မယ်လို့သတိပေးခိုင်းနေတယ်။မင်းအခုလိုက်နေတဲ့မှုခင်းကိစ္စကိုရှက်ရှင်းရက်လိုက်ပါမဟုတ်ရင်အတိုင်းရှင်မှာမဟုတ်ဘူး။မင်းဟောင်ကအဲ့ဒီအချိန်မှာနာမည်ကြီးနိုင်ငံရေးသမားတူရဲ့ငွေညက်အာဂတိကလိုက်စားမှုအလျှောက်တော်ပုံတစ်ခုကိုလိုဝက်စုံစမ်းနေတာဖြစ်ပါလေ။သူကနှုတ်ဝင်တဲ့ရဲ့စကားကိုကြောက်လန့်မိပေမဲ့သတင်းထောက်မာနာကြောင့်ဆက်လက်စုံစမ်းခဲ့ပါလေ။ဒါပေမဲ့နောက်ဘက်ကြောင်မှမင်းဟောင်စုဆောင်းထားတဲ့အထောက်ထားနဲ့စားရွက်စာတမ်းများရှိရာခံကိုလူမဲအုပ်စုတစုဝင်ရောက်စီးနေပြီးထောက်ထားတွေကိုလူယူသွားခဲ့ပါလေ။အဲ့လာတွေမကပဲတဲလူမျိုးပါရိုက်နှက်ပြီးညကမ်းပါတစ်ခုမှပစ်ထားခဲ့ပါလေ။တေကမရောက်ပဲဆေးရုံမှာတတိယလာတဲ့မင်းဟောင်ဟာအထောက်ထားတွေအကုန်ဆုံးရှုံးသွားပြီးရခန့်ကိုဖမ်းဖို့လမ်းစပြောက်သွားခဲ့ပါလေ။သူမျောလင်းချက်မိနေတဲ့ရွှေမာမီနောက်ဝင်တဲ့မိန်းကလေးကဆေးရုံကိုရောက်လာလေ။သူမကမင်းဟောင်ကိုစာရေးတဲ့အိတ်တန်းပေးလိုက်ပါလေ။အထဲကိုဖွင့်ကြည့်လိုက်တဲ့အခါမင်းဟောင်အလုခံလိုက်ရတယ်။တကယ်စာရွက်စာတမ်းတွေဖြစ်နေတာကိုတွေးလိုက်ရလို့မင်းဟောင်ပါဇက်ဟောင်းတာဖြစ်သွားရပါလေ။ဒါတွေကသူတို့စီမှာပါသွားတာလေဘလို့ပြန်ရလာတာလေမင်းသွားခိုးလာတာလားနောက်ဝင်တဲ့မိန်းကလေးကတက်ပြင်းချပြီးဖြေလိုက်ပါတယ်ငါသွားခိုးတာမဟုတ်ဘူးအဲ့ဒီလူတွေကတက်တဲ့တွေကိုဖျောက်ဖျက်ဖို့အတွက်စိုးမျိုးညောင်ဖက်ကတော့တစ်ခုထဲမှာမြေမြုပ်ဖြစ်ခဲ့တာမင်းရဲ့ညီလေးရဲ့ဝိညာဉ်ကအဲ့ဒီနေရာကိုငါ့ကိုလမ်းညွန်ခေါ်သွားလို့ငါတိုးပြီးယူလာပေးတာနောက်တစ်နေ့မှာတော့မင်းဟောင်ကအဲ့ဒီထောင်ထားပြီးနဲ့တရားခန့်ကိုအောင်မြင်စွာဖမ်းဆီးနိုင်ခဲ့ပါလေအမှုပြီးသွားတဲ့နောက်သူဟာထိုတော့အုပ်ကိုရဲတပ်ဖွဲ့နဲ့ဒူသွားရောက်စစ်ဆေးတဲ့အခါနောက်ဝင်တဲ့မိန်းကလေးလမ်းညွန်ပြသခဲ့တဲ့နေရာမှာတရားခန့်ပြီးရဲ့ရှေးရလက်ရာတွေနဲ့ညီတိုးထားတဲ့အထောက်ထားတွေကိုကွက်တိပြန်လဲတွေ့ရှိခဲ့ပါလေကဲနောက်မှထပ်တွေ့မယ်နော်